ကဲ Amazon ကနေပေါ်မှာတာအစီလေးရပြီပေါ့နော်ဒါလေးကကစွန်ရဲ့စီလေးပါကစွန်ရက်ကိုအစီရနေတခါမှမဆိုင်ဘူးခုနေ့ကဘယ်လိုဆိုင်လဲဆိုတာကိုနည်းနည်းလေ့လာထားကစွန်ရက်ကိုပထမဆုံးရေစေးမယ်ပြောင်းပြီးတညရေစိမ့်ထားပေါ့နော်ကစွန်ရက်စီလေးကိုပြီးရင်ရေထဲအောက်ကခံမဲ့ပုံထဲမှာရေဖြည့်မယ်ပြီးွားရင်အပေါ်ကစကားထဲမှာတီရှူလေးအုပ်မယ်မြေကြီးမပြုတ်ကြအောင်လို့ပေါ့နော်ပြီးရင်အပေါ်ကနေမြေကြီးထည့်မယ်ပြီးကစွန်ရက်စီလေးကိုဖြူလိုက်မယ်ပြီးရင်တော့အပေါ်ကနေရေလေးဖြန်းပေးအောင်မယ်အဲဆိုရင်စောင့်လို့ရပြီသူတို့ပေါက်လားမပေါက်လားလို့ကြည့်ကြပါပေါ့ကျမရဲ့အတိအကျကိုတေချာမမှတ်ထားလိုက်ဘူးပေါ့နော်ဒါမှနည်းနည်းကြာတဲ့အခါမှာအခုအစီလေးရနေပြီးတော့မြင်တဲ့အတိုင်းပဲဟိုကအမြင့်လေးထွက်နေပြီပြီးတော့အခုဆိုရင်ပင်လေးကြီးလာပြီဆိုရတယ်တပတ်ကြာပြီးတော့ပေါ့နော်အစီထွက်လာပြီးတော့အခုအရွက်လေးထွက်လာပြီမရှိအောင်အမြင့်လေးထွက်နေရှင်းတော့ရှင်းလာလို့ကဆိုရမှုကြည့်ပါကျမကဆိုရလေးကိုမအိမ်ကိုလာနေရှင်းရကစွန်ရက်ကိုလာတူးသွားရပေါ့နော်သူထင်တာအစီအစံနေများထင်လားမသိဘူးအဲ့နဲ့အဲ့နေရာလေးကခြိုက်မိဝင်သွားရှင်းတူးခံလိုက်ရအောင်တေးရောမယ်ထင်တာဒါပေမဲ့သူကလည်းသူကဆက်ပြီးတော့ဆက်ပေါက်နေပါတယ်ဘယ်ပင်မဆိုပေါ့နော်အပင်လေးကြီးဆိုင်ရအရန်စိတ်ချမ်းသာဖို့ကောင်းတယ်သူကကိုမျက်စိရှိမှာပဲတနေ့တခြားကြီးလိုက်ဒီကစွန်ရက်လေးဆိုရင်လည်းတနေ့တခြားပေါ့နော်ရှည်ထွက်လာတယ်ဒီမှာဆိုရင်ကစွန်ရက်ဝယ်စားရင်သူကတပေါင်းကို၄ချက်ကျော်ပေါ့နော်၄ချက်ကျော်ဆိုတာတော့မှ၄သက်သမကိုပေါ့နော်အဲ့လောက်ရှိရယ်ကိုစိုက်ထားလိုက်တော့ကိုကြိုက်တဲ့ချိန်ကိုခုစားရုံပဲကစွန်ရက်တွေကတရွှေနဲ့ကြီးလာပြီအမြင့်တွေဆိုလည်းရှည်ထွက်နေပြီပေါ့နော်ပထမဆုံးစိုက်တာအောင်မြင်တယ်လို့ပြောလို့ရတယ်